မင်္ဂလာပါကျွန်တော်ဒီဗီဒီယိုထဲမှာကျွန်တော် Google ကနေပေးတဲ့ဒီ Google Wins နဲ့ဓာတ်ပုံဘယ်လို edit လုပ်မလဲဆိုတော့ကျွန်တော်လာပြီးတော့ပြပေးသွားမယ်ဒီ Google Wins မှာပေးထားတဲ့ဟာတွေကကျတော့ဘာလို့ရလဲဆိုရင်ကျွန်တော်ဓာတ်ပုံတစ်ပုံကိုကျွန်တော် download ဆွဲလိုက်မယ်ပေါ့နော်ဒါ Google မှာဖြစ်ဘယ်နေရာမှာဖြစ်ပေါ့နော်ကျွန်တော်ဒီဓာတ်ပုံထဲကိုကျွန်တော်အဲ့ဒီ Google Wins နဲ့မှာထည့်မယ်အဲ့ထည့်လိုက်တဲ့ဓာတ်ပုံကိုသူက prompt အနေနဲ့ပြန်ပြီးတော့ဖော်ပြပေးမယ်ပေါ့နော်အဲ့ဒီ prompt အနေနဲ့ပြန်ပြီးတော့ဖော်ပြပေးတဲ့ prompt ကိုကျွန်တော်အဲ့ဒီ post အတိုင်းကျွန်တော် video ဓာတ်ပုံပြန်ထုတ်လို့ရမှာပေါ့နော်အဲ့တော့ပြန်ထုတ်တဲ့ဓာတ်ပုံကိုကျွန်တော် edit လုပ်လို့လည်းရမယ်အဲ့ဒီ Google Wins ကနေမှပြန်ပြီးတော့ edit လုပ်လို့ရမှာပေါ့နော်အဲ့တော့ကိုတိုင်းဒီ video ဓာတ်ပုံကို edit လုပ်ချင်တယ်ဆိုရင်တော့ဒါကိုတိုင်းအနေနဲ့စမ်းကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဥပမာအနေနဲ့ကျွန်တော်ပြောရမယ်ဆိုရင်ကျွန်တော်ဒါ online ကနေကျွန်တော် portable ယူလိုက်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကcopyright လည်းမမိချင်ဘူးဒီများပို့လည်းယူသုံးတာတို့အဲ့လိုမျိုးအထင်မကန်ချင်ဘူးဆိုရင်ကျွန်တော်အဲ့ဒီ Google Wins ထဲမှာကျွန်တော်တို့စိတ်ကြိုက်ပြန်ပြီးတော့ edit လုပ်လို့ရတယ်ပေါ့နော်အဲ့ကျွန်တော် edit လုပ်ဖို့ကလည်းကျွန်တော်ဘာထူးမှသုံးစရာမလိုဘူးကျွန်တော်တို့ဒီ prompt တစ်ချောင်းရေးရုံနဲ့ကျွန်တော်တို့အဲ့ဒီ portable ကိုကျွန်တော်တို့စိတ်တိုင်းကြပြန်ပြီးတော့edit လုပ်ယူသွားလို့ရတယ်ပေါ့နော်အဲ့ကျွန်တော် Google Wins ကိုချက်သွားအောင်အဲ့ Google Wins ကိုသွားဖို့ကကျွန်တော်က AI Kitchen လို့ရက်ရှာလိုက်AI Kitchen မှာဆိုရင် Lab Google FS မှာကျွန်တော်သွားမယ်ကျွန်တော်ကတော့ Google ကောင်းဝင်လာတယ်ပေါ့နော်တကယ်လို့ Google ကောင်းဝင်မတော့ဆိုရင်Google ကောင်းဝင်လာဖို့ကျွန်တော်တိုက်တွန်းတယ်ပေါ့နော်အဲ့ကျွန်တော်ပြီးတော့ဆိုရင်ကျွန်တော်ဒီ Lab Google FS ကိုကျွန်တော်သွားမယ်သွားလို့ဆိုရင်ကျွန်တော်ဒီနေရာမှာကျွန်တော်လာပြီးတော့ဒီလေးကိုကျွန်တော်အနေငယ်ပြောပြပေးသွားမှာပေါ့နော်အဲ့တော့ဒီ Google Wins ကကျတော့ကျွန်တော်ဓာတ်ပုံတွေကိုကျွန်တော်ကိုချတဲ့ဓာတ်ပုံကိုထည့်မယ်အဲ့တော့သူ prompt အနေနဲ့ပြန်ထုတ်ပေးမယ်အဲ့ဒီပြန်ထုတ်လာတဲ့ prompt ကိုကျွန်တော်ပြန်ပြီးတော့ဓာတ်ပုံအနေနဲ့စိတ်တိုင်းကြပြန်ထုတ်ပြီးတော့လုပ်ယူလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော် flow ကကျတော့တည့်ရတဲ့အတိုင်းပဲကျွန်တော်ဒီ Google Gemini တွေကျွန်တော် video တွေ generate လုပ်တဲ့နေရာပေါ့နော်ဒီ MAF ကလည်းကျွန်တော်ကဒီအဲ့ဒီ prompt ကိုယူပြီးတော့ဒီ MAF မှာလည်းကိုဓာတ်ပုံပြန်ထုတ်လို့ရတယ်ဒီ music ကကျတော့ဒါကိုလိုချင်တဲ့ music style တွေကိုကိုကသွားပြီးတော့ကိုရဲ့လိုချင်တဲ့သချင်း design style တွေကိုသွားပြီးတော့ထုတ်ယူလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ Google Wins ကိုသွားပြမယ်ပေါ့နော်အဲ့ Google Wins မှာရကြတော့ okay ကျွန်တော် enter ထိုးသွားမယ် okay ကျွန်တော်စမ်းနေနဲ့ကျွန်တော်ဒီမှာတပ်ဖို့တပုံ download ဆွဲပြမယ်ပေါ့နော်စမ်းနေနဲ့ကျွန်တော် edit ပြပေးသွားမယ်အဲ့တော့ကိုနေတဲ့ပုံကိုယူလို့ရတယ်ပေါ့နော်ဘယ်နေရာပဲဖြည်းဖြည်းပေါ့နော်ဘာဖြစ်လဲဆိုတော့ကျွန်တော်အကောင်လုံးပြန်ပြီးတော့ edit ယူသွားမှာဆိုတော့အကောင်လုံးကပူကြမလို့အဲ့တော့ကျွန်တော်ဒီပုံယူလိုက်မယ် okay ကျွန်တော် download ဆွဲမယ် okay download ဆွဲပြီးလို့ဆိုရင်ကျွန်တော်ဒီနေရာမှာပြင်လာမယ်ဒီနေရာသူ့ထူတွေတွေးမယ်ပေါ့နော်ဒီဘေးနာ down လေးကိုနှိမ့်မယ်အဲကျွန်တော် upload image ဆိုပြီးတော့တွားမယ်ကျွန်တော်ခုနဓာတ်ပုံကိုကျွန်တော်ရွေးမယ်ပြီးကျွန်တော်ထည့်လိုက်မယ်အဲတော့ထည့်လိုက်တော့သူကသူ့ဘက်သူဒီ analyze လုပ်မယ်ပေါ့နော်ဒါသူရဲ့ဒီပုံရဲ့ prompt ကဘယ်လို position ရှိလဲဆိုတာသူထုတ်ပြမယ်အဲ့တော့ဒီထဲမှာ tool ရှိတယ်တွေ့လားအဲ့ tool ကိုကျွန်တော်နှိမ့်မယ်နှိမ့်လို့ဆိုရင်ကျွန်တော်ဒီ prompt ကိုကျွန်တော် copy ယူမယ် control C နှိမ့်မယ် copy ယူပြီးလို့ဆိုရင်ကျွန်တော်ဒီမှာလာထည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်လာထည့်ပြီးတော့ဆိုရင်ကျွန်တော်လိုချင်တဲ့ဓာတ်ပုံ position ပေါ့နော်ဒါဒီ landscape position လား square position လားဒါ portrait လားကျွန်တော်တို့တွားလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကကျတော့ landscape အနေနဲ့တွားမယ်ဗျ okay ကျွန်တော်တကယ်လို့ကိုကဒီ position အတိုင်းထုတ်ချင်နေဆိုရင်ဒီ prompt ကဒီ position အတိုင်းထုတ်ချင်နေဆိုရင်ဒီအမှတ်ချစ်ကလေးကိုကျွန်တော်ချစ်ထားလို့ရတယ်ပေါ့နော်တကယ်လို့ဒီ position အတိုင်းမထုတ်ချင်ဘူးဆိုရင်ကျွန်တော်ပိတ်ထားလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်အရင်ဆုံးနှစ်ပုံတော့နှစ်ပုံမဟုတ်လေးပုံပေါ့နော်လေးပုံကိုကျွန်တော်တို့ဒီ position အတိုင်းထုတ်ကြည့်မယ်နောက်ဆုံးနှစ်ပုံတော့ကျွန်တော်ဒီ position အတိုင်းမဟုတ်ဘဲနဲ့ကျွန်တော်အမှတ်ချစ်လေးကိုဖြုတ်ပြီးတော့ကျွန်တော်ထုတ်ကြည့်မယ်ပေါ့နော် okay ကျွန်တော်တွားကြည့်မယ်ဒါတစ်ခါပေါ့နော်နှစ်ခါအဲ့တော့ okay ကျွန်တော်ဒီအမှတ်ချစ်ကလေးဖြုတ်လိုက်ပြီနော်အဲ့တော့နောက်ဆုံးတစ်ခါသုံးခါ okay စုစုပေါင်း3ချက်အောင်တော့3ချက်တစ်ခါထုတ်ရင်နှစ်ပုံပေါ့နော်အဲ့တော့ပရမ continuity အခေါ်ကြတော့ဒါ2 position အတိုင်းနောက်ဆုံးတစ်ခါကျတော့ဒါ2 position မဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်နောက်ဆုံးပို့ကကျတော့ကျွန်တော်အမှတ်ချစ်ကလေးဖြုတ်လာတယ်အဲ့တော့ကျွန်တော်အမှတ်ချစ်ဖြုတ်လာတော့ဒါဒီ position ထွက်လာတယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီ position အတိုင်းဆိုရင်မဲ့ဒါပေမဲ့အကောင်လုံးတော့မတူဘူးပေါ့နော်အမှတ်ချစ်ကလေးကျွန်တော်ဖြုတ်လာတယ်ပေါ့နော်အဲကြောင့်ဒါသူ့ position အတိုင်းထုတ်ရတယ်ဆိုရင်တွေ့လားဒီထဲမှာဒါအကောင်လုံးကသူ့ position အတိုင်းပဲနောက်ပြီးတော့ကျွန်တော်လိုချင်တဲ့ landscape ရတယ်โอเคအကောင်လုံးကတော့တူတယ်ပေါ့နော်โอเคကျွန်တော်ဒီပုံဘယ်လိုပြန်ပြင်ယူမလဲဆိုတာကျွန်တော်ပြပြီးသွားမယ်โอเคပုံလေးကတော့မစိုးဘူးနော်โอเคကျွန်တော်ဒီပုံကျွန်တော်ဘယ်ပုံရင်ကောင်းမလဲဆိုရင်ကျွန်တော်ဒီပုံယူလိုက်မယ်ဗျကျွန်တော် refine ဆိုပြီးတော့တွားမယ်ပေါ့နော် refine တွားမယ်โอเคကျွန်တော်ဘယ်လိုပြင်ချင်လဲပေါ့နော်ဒါမှမဟုတ်ဒီချောင်းကိုအယောင်ပြောင်းချင်လားဒါမှမဟုတ်ချောင်းကိုဖြောင်းထားချင်လား
ဒါမှမဟုတ်ဒီမွေးရအဲ့ဒါ sofa ကိုနော်ဒီ sofa ကိုအယောင်ပြောင်းနေတာ design ပြောင်းနေတာဒါမှမဟုတ်ဒီ computer အကုန်လုံးမတော့ဒီထဲမှာဒီပုံထဲမှာရှိတဲ့ဟာတွေအကုန်ပြောင်းလို့ရရပါတော့ကျွန်တော်ရုံစောကိုကျွန်တော်ကြောင်းကိုပြောင်းရပါတော့ကျွန်တော် prompt ဒါ UCC နဲ့ပဲပြပေးတာပေါ့နော်ကျွန်တော်ဆွဆွတွေ့တော့မတော်တော့ဘူးကျွန်တော်ကြောင်းကိုဘာလို့ရင်ကောင်းလဲဆိုရင်ကျွန်တော်ကြောင်းမျက်နှာလေးကိုဟိုနည်းနည်းရဲစရာကောင်းတဲ့မျက်နှာလေးတွေလုပ်ပြီးတော့ကျွန်တော်အဲ့ဒီကြောင်းမျက်နှာโอเคကျွန်တော် made cafe နေလို့ဆိုတော့အဲ့တော့ကျွန်တော်ဒါဟို UCC နဲ့ပဲကျွန်တော်အကုန်လုံးနားလည်နိုင်တဲ့ prompt နဲ့ပဲကျွန်တော်ရေးပြပေးသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကြောင်မျက်နှာကိုဟိုရဲစရာအေးပေါ့နည်းနည်းပြုံးအဲ့လိုဖြစ်တာဒါကျွန်တော်ဟို funny လို့ပေါ့နော်ဒါပေမဲ့ तू ကတော့ဟိုကောင်းမွန်တော့မပြောင်းပေးနိုင်ဘူးဆိုပေမဲ့ဟိုတော်တော်လေးတော့အဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့နောက်တစ်ခါကျွန်တော်ပြောင်းကြည့်မယ်အဲ့တော့โอเคကျွန်တော်ကြောင်းကိုအမေအောင်ကြောင်မဲလို့ပြောင်းထားခဲ့တယ်ပေါ့နော်အဲ့တော့သူဘယ်လိုပြောင်းမလဲကျွန်တော်ချက်ကြည့်ကြအောင်โอเคကြောင်မဲပြသွားပြီโอเคကြောင်ကိုမြင်ချင်းလို့ဆိုရင်ကျွန်တော် remove the cat ဆိုပြီးတော့ကျွန်တော်ထည့်လိုက်မယ်ကျွန်တော်ကြောင်ကိုဖြောင်းလာတယ်ပေါ့နော်အဲ့ကြောင်ဖြောင်းလာပြီးလို့ဆိုရင်ကျွန်တော်မွေးရပြောင်းမယ်မွေးရပြောင်းပြီးလို့ဆိုရင်ကျွန်တော်နေရံပြောင်းမယ်နေရံပြောင်းပြီးလို့ဆိုရင်โอเคကြောင်ပြောင်းပါကြောင်ပြောင်းနေတယ်ကိုကတော့โอเคကြောင်ပြောင်းပြီဆိုရင်ကျွန်တော်ဗာထားဖြောင်းရင်ကောင်းလဲဆိုရင်ကျွန်တော် sofa ကိုပြောင်းမယ်အစားကျွန်တော်နောက်တစ်ခုပြောင်းလိုက်မယ်သူရဲ့ဟိုအဲ့ရကတိကိုပြောင်းလိုက်မယ်နော်ကျွန်တော် sofa ပေါင်းလိုက်မှဆိုလာ sofa okay ကျွန်တော် sofa ကိုကျွန်တော်အဲ့ရအပြည့်နဲ့ပြောင်းခိုင်းလိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘယ်လိုပြောင်းမလဲဆိုတာချက်ကြည့်ရအောင်okay ဒီလိုလေးတော့ဖြည့်လာတယ်အဲ့တော့ဒီလိုလေးဆိုရင်တော့မစိုးနောက်ပြီးတော့ကျွန်တော်သူမဲ့စပိန်ပုံစံလေးကိုကျွန်တော်ပြောင်းပြပေးအောင်ပေါ့နော်အဲ့တော့ဒါကျွန်တော် prompt တွေကဟို UCC ပဲပေါ့နော်တကယ်လို့ကိုကဒီ prompt တွေကိုဒီတက်ပို့ပြီးတော့လေးနဲ့ဟိုနည်းနည်းတွားခြင်းနဲ့ဆိုလည်းရတယ်ပေါ့နော်ဒါကိုအဆင်ပြေထိုးတွားလို့ရတယ်အဲ့တော့ကျွန်တော်သူမဲ့ spin K ကိုပြောင်းမယ်နောက်ပြီးတော့ color လည်းပြောင်းမယ်gray ဆိုတာ gray ဆိုတာကျွန်တော်မြန်မာလို့မသိဘူးเนาะgray color ပေါ့နော် gray colorသူမဲ့စပိန် color နဲ့ပုံစံကိုကျွန်တော်ပြောင်းထားခဲ့နိုင်ပါတော့အဲ့တော့ချက်ကြည့်အောင်ကျွန်တော်တပ်ပို့စရာစီသွားပြီးလို့ဆိုရင်ကျွန်တော်ခုနေနဲ့ပြောင်းခဲ့ပြီးဒီနဲ့ပြောင်းခဲ့ပြီးကျွန်တော်ငွေကြေးထပ်ကိုစရာမလိုတော့ဘူးပေါ့နော်တကယ်လို့ကိုပိုနဲ့ကိုစိတ်တိုင်းကြပြောင်းနေဆိုရင်တော့ရတယ်ပေါ့နော် okay ဒီလိုပြောင်းထားတယ် gray color ပေါ့နော်အဲ့လိုလေးပြောင်းထားတယ် okay အဲ့ဆိုရင်သူမရဲ့ computer ကိုကျွန်တော် desktop အနေနဲ့ပြောင်းမယ်desktop အနေနဲ့ပြောင်းမယ်ဆိုရင်တော့ကျွန်တော်အမွေးရပေါ်မှာဆိုရင်တော့ကြည့်လို့တော့ကောင်းမယ်မထင်ဘူးအဲ့တော့သူမရဲ့ computer ကိုလည်းပြောင်းမယ်သူနေဟိုထိုင်နေတဲ့ပုံစံသူအခုလက်ရှိပုံစံတွေကိုလည်းပြောင်းမယ်အဲ့တော့ကျွန်တော်ကတော့အကုန်လုံးချိန်နဲ့ပဲသွားရတယ်ဟုတ်တော့အဲ့တော့ okay okay အပြီးတော့သူမဟို desktop ဆေးမှာထိုင်နေတဲ့ပုံစံပေါ့နော်
Okay ကျွန်တော်ပြောင်းလိုက်ဆိုတော့သူရဲ့လက်ရှိ laptop ကိုကျွန်တော် desktop အနေနဲ့ပြောင်းလိုက်ခဲ့တယ်။ပြီးတော့သူရဲ့ room တစ်ခုလောက်ကိုကျွန်တော် gaming room နဲ့ပြောင်းလိုက်ခဲ့တယ်ပေါ့နော်။ပြီးတော့ဒီမှာgaming chair မှာထိုင်နေတဲ့ပုံစံပေါ့နော်။ Okay ဒီလိုလေးရလာတယ်။အဲ့တော့ဒါသူမရဲ့မျက်နှာအတိုင်းပဲနောက်ပြီးတော့ spring ကြီးပဲပြောင်းသွားတယ်။နောက်ပြီးတော့ကျန်တဲ့ဟာတွေကကျတော့သူရဲ့နေထိုင်တဲ့ပုံစံနဲ့ look ဟိုလက်ရှိကျွန်တော်ပြောင်းလာတဲ့နေရာနဲ့လိုက်ပြီးတော့အနေငယ်ပြောင်းသွားတယ်ပေါ့နော်။အဲ့တော့ကျွန်တော်ပြန်ကြည့်မှဆိုရင်ဒီပုံကနေကျွန်တော်တို့ဒီပုံထိရလာတယ်ဆိုတော့ပုံစံစရာလည်းသွားကြမလို့တော့အဲ့တော့သူမမျက်နှာပဲဒါပေမဲ့ spring ကြီးရောဟိုနေရာအကောင်လုံးတွေရောပေါ့နော်ကျွန်တော်အကောင်လုံးဒါ copyright မိစရာမလိုတော့ဘူးပေါ့နော်ဒါပေမဲ့တကူတရိထားမှာကျတော့ကျွန်တော်ယူသုံးတဲ့မျက်နှာပေါ့နော်ဒါဟိုတကယ်လို့အနုပညာရှင်တွေတကယ်နာမည်ကြီးအနုပညာရှင်တွေဆိုရင်တော့ကျွန်တော်သိရမလားဒါဘယ်လိုမှလူမမေ့စရာအကြောင်းမရှိဘူးเนาะဒါအဲ့ဒီကူရှိတယ်တကယ်လို့သူမမျက်နှာလေးပြောင်းနေတယ်ဆိုရင်လည်းပြောင်းရတယ်ပေါ့နော်အဲ့တော့လက်ရှိသူမမျက်နှာအနေထားကျွန်တော်နောက်တနည်းရဲ့နောက်တစ်မျိုးပြောင်းကြည့်မယ်ပေါ့နော်โอเคဒါအကုန်လုံးနားလည်နိုင်မလို့ကျွန်တော်ထင်ပါတော့change a face into Korean model face Korean model မျက်နှာလိုပုံစံပေါ့နော်အဲ့လိုပြောင်းလာခဲ့တယ်သူမရဲ့မျက်နှာကိုပဲပြောင်းလာခဲ့တယ် Okay ဒါအများကြီးမဟုတ်တော့မှတိတ်မတူတော့ဘူးနော်အဲ့လိုလေးတွေလုပ်လို့ရတယ်ပေါ့နော်အဲ့တော့နောက်ကဒီအရှိမကျွန်တော်တို့ဒီအချိုရည်ဘူးတွေရှိတယ်ဒီမုံထုတ်တွေရှိတယ်ပေါ့နော်အဲ့တော့ဒီအချိုရည်ဘူးတွေကိုမကြိုက်ဘူးဆိုရင်ဒီမှာလည်းအချိုရည်ဘူးတခုရှိတယ်ပေါ့နော် Okay ကျွန်တော်အချိုရည်ဘူးကိုကျွန်တော် energy drink ဘူးလို့လည်းခေါ်လို့ရတယ်ပေါ့နော်ဒါဘာဘူးလဲတော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့အချိုရည်တော့အချိုရည်ပဲကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ remove နဲ့ပဲသွားလိုက်မယ်drink Okay ကျွန်တော်ဒီခံပေါ့နော်ဒီအချိုရည်ဘူးတွေကျွန်တော်ဖြောထားခဲ့တယ်ပေါ့နော်အချိုရည်ဘူးနဲ့ဘူးရှိရဲအဲ့တော့သူနှစ်ခုလို့ဖြောမနိုင်မလားဆိုတာလည်းကျွန်တော်ချက်ကြည့်အောင်ပေါ့နော် Okay နှစ်ခုလို့တော့ဖြောပါတယ်သူအကုန်လုံးသိတယ်ပေါ့နော်အဲ့တော့ဒီမော့ကိုကျွန်တော်တို့ဒီမို့ထောက်ကိုကျွန်တော်ဒီနေရာမှာမရှိစေချင်ဘူးအဲ့တော့ကျွန်တော်မို့ထောက်ကိုကျွန်တော်တို့ remove လုပ်လိုက်ပါပေါ့နော်ကျွန်တော်တို့ပေါ့အကောင်လုံးနာမည်မသိဘူးဆိုရင်တော့မှသိတယ်မလား similar ပေါ့နော်တိုက်ဆိုင်နေဆိုရင်တော့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်တကယ်လို့မပြောင်းသွားလို့ဆိုရင်လည်းကျွန်တော်နောက် prompt တစ်ခုအနေနဲ့ကျွန်တော်တွားလို့ရတယ်အဲ့လိုမျိုးတစ်ချက်ချင်းစီတွားလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကကျတော့ okay ကျွန်တော် snack ကိုကျွန်တော် snack ဆိုတာပေါ့ဒီ mod ကိုကျွန်တော်ပြောတာပေါ့နော်အဲ့တော့ကျွန်တော်ဖြောက်လိုက်မယ် Okay မဟုတ်ဖြောက်ပါပြီအဲ့တော့ဘာသာပြောင်းချင်သေးလဲဆိုရင်တော့ကျွန်တော်ဘာထားပြီးထက်ချင်သေးလဲပေါ့နော်အဲ့တော့ကျွန်တော်ဒီသူမရဲ့ကွန်ပျူတာပေါ်မှာကျွန်တော် webcam ပေါ့နော် webcam camera ပေါ့နော်အဲ့တော့ကျွန်တော်သူမရဲ့ desktop ပေါ်မှာ webcam camera ပေါ့နော်ကျွန်တော် video call ခေါ်လို့ဆိုရင်ကျွန်တော် webcam camera လိုတယ်ပေါ့နော်အဲ့တော့ကျွန်တော်ထည့်ထားခဲ့တယ် Okay သူဘလို့ထည့်မလဲပေါ့နော်အဲ့တော့အသေးစိတ်ကိုတော့ကျွန်တော်ချက်ကြည့်အောင် Okay သူ webcam တော့ထည့်တယ်ဟုတ်လားမထည့်ဘူးသူကောင်းမ sorry သူအနားလို့သူထည့်တာဒီမှာသူမကောင်းမပြန်လာပြီးတော့ရောက်နေစမ်းအဲ့လိုလေးရရှိရအောင်တော့ခါလေးကျရတော့ကျွန်တော်ဒီဟာကိုထားပြီးတော့မတုံးချင်ဘူးဆိုရင်ကျွန်တော်ဒီမှာပြန်ဆွဲယူလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ပြန် edit ဥမာကျွန်တော်အကုန်လုံးပြန်တိုက်ကြည့်တယ်တိုက်ကြည့်ပြီးတော့ပေါ့နော် okay ဒီနေသားကိုပြန်ကြိုက်ရဆိုရင်ဒီနေရာကိုပြန်ပြီးတော့ပြန်ခေါ်ယူလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီဟာကိုမကြိုက်ဘူးကျွန်တော် remove မလုပ်ချင်ဘူးဆိုရင်တော့ကျွန်တော်ဒီကနေပဲပြန်ခေါ်လိုက်မယ်အဲ့တော့ကျွန်တော်အခုထပ်ပြီးတော့ချိန်လိုက်မယ်ပေါ့နော်နောက်တစ်ခုထပ်ချိန်ဖို့ကကျွန်တော်ဒီမှာစိတ်ညစ်နေတဲ့ပုံစံနောက်ပြီးတော့ဒီမှာမျက်ရည်ကျတဲ့ပုံစံကျွန်တော်ပြောင်းမယ် Okay သူမရဲ့မျက်နှာဝမ်းနေနေတဲ့အနေထားနဲ့နောက်ပြီးတော့အမျက်ရည်ကျတဲ့
ပုံစံပေါ့နော်မျက်ရည်ကျတဲ့မျက်ရည်ကျရဆိုရတဲ့ကျွန်တော်ငိုတယ်ပေါ့နော်အဲ့လိုတွေတော့ပြောရတယ် okay အဲ့ဒါလည်းမဆိုအဲ့တော့သူမရဲ့ gaming chair ပေါ့နော်ဒီ color time ပေါ့နော်အရာကိုကျွန်တော် main ကလေးဆန်းဆန်းနဲ့ပြောင်းပြပြီးတော့ပေါ့နော်အဲ့တော့okay ကျွန်တော် pink color လေးတော့ကျွန်တော်ပြောင်းထားပြတယ်ပေါ့နော်သူမရဲ့ gaming chair color အရောင်ပေါ့နော်အဲ့တော့ကျွန်တော်ချက်ကြည့်ရအောင်ဒါကိုစိတ်တိုင်းကြပါတော့ okay အဲ့လိုလေးတော့ပြောင်းရတယ်pink color ပေါ့နော်ဒါဒီဘောတချို့လောကသေးစိတ်လုံးသွားရင်လည်းဒါကိုကတစ်ချက်တော့လုပ်ဖို့တော့လိုတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောင်းပြီးသားအနေထားထဲမှာတော့ဒါကိုအတွက်အဲ့လောက်ရသွားတယ်ဆိုရင်လည်းဒါတော်တော်လေးတော့အထောက်အကူပြုမယ်လို့ကျွန်တော်ထင်ပါတော့အဲ့တော့သူမရဲ့ဒါအင်ဂျီကိုကျွန်တော်မကြိုက်ဆိုရင်သူမရဲ့အင်ဂျီပြောင်းမယ်ဆိုရင်တော့ကျွန်တော်အကုန်လုံးချိန်နေပဲသွားတယ်အဲ့တော့တကယ်လို့ကျွန်တော်ပြောသလိုပဲတကယ်လို့ quality တက်ပို့ပြီးတော့ထဲဝင်သွားခြင်းနဲ့ဆိုရင်လည်းတခါတည်းဟိုအများကြီးပြောင်းခြင်းနဲ့ဆိုလည်းတခါတည်းရေးထဲလို့ရတယ်ပေါ့နော်ကျွန်တော်တခုချင်းစီဒါမြင်တောင်လို့ကျွန်တော်တခုချင်းစီပြောင်းပြတာပေါ့နော်အဲ့တော့သူမရဲ့ close လို့ပဲရေးထားမယ်okay ဒီမှာNG ပုံစံနဲ့အရောင်ကိုပြောင်းလာခဲ့တယ်ပေါ့နော်အဲ့တော့ဘယ်လိုပြောင်းမလဲဆိုတာကျွန်တော်ချက်ကြည့်ကြည့်အောင် okay အဲ့လိုဆိုရင်လည်းမစိုးပါဘူးလို့ကျွန်တော်ထင်တယ်အဲ့တော့ okay ကျွန်တော်ပြန်ကြည့်မယ်ဆိုရင်တော့ကျွန်တော်ဒီပုံစံကနေကျွန်တော်ဒီပုံစံဒီအဲ့လိုထိလုပ်လို့ရတယ်ပေါ့နော်ဒီ Google ရဲ့ Wings မှာပေါ့နော်ကျွန်တော်ဒါအများကြီးဒီ Google Wings ကတုံးကြတာကျွန်တော်မတွေ့ဘူးကျွန်တော်ကကြတော့ဒီပြပမှာပေါ့နော်ဒီ Wings ကိုကျွန်တော်တုံးရတယ်ဘာဖြစ်လို့လူတွေမလုပ်ကြလဲဆိုရင်တော့ကျွန်တော်လည်းမသိဘူးဒါမှမဟုတ်ဒီ Wings ကိုတုံးလို့မရသေးတာလားဘာမှဒါမှမဟုတ်အကြောင်းတကူကူကြောင်းလာဆိုတော့ကျွန်တော်လည်းမသိဘူးတော့အဲ့တော့ကျွန်တော်ဒီဟာကိုတုံးလာတာလည်းတော်တော်ဟိုနစ်ချီနေပြီပေါ့နော်ကျွန်တော်အတွက်အများကြီးထောက်ကူပြုလို့ကျွန်တော်လည်းဒီဗီဒီယိုပြန်ပြီးတော့လုပ်ပြခြင်းဖြစ်တယ်အဲ့တော့အစဆိုဘယ်လိုလုပ်ရလဲဆိုတော့တိသွားမလို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့တကယ်လို့ဒီပေါ်ကကိုအတွက် final ဒါကိုစိတ်တိုင်းကြပြည့်သွားပြီဆိုရင်ကျွန်တော် download ဆွဲလို့ရတယ်ဒီနေ့မှာ download လုပ်ပါတယ်အဲ့တော့ကို save လိုက်ရပဲအဲ့လိုလေးလို့ပဲကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ကိုဆက်လို့ကျင်တော့ဒါကိုတဲတော့နဲ့အခက်ခဲရှိလိမ့်မယ်ပေါ့နော်ဒါဆက်ချင်းမှာပဲနောက်ပြီးတော့ကိုကတကယ်ကျွမ်းသားပြီဆိုရင်တော့ကိုတက်မြကြီးထောက်ကူပြုသွားမယ်လို့မျှော်လင့်တယ်အဲ့တော့ကိုက thumbnail လို့ဒါအစားတော့ဒါ YouTube thumbnail လို့ရှင်းနေဆိုရင်လည်းဒီထဲမှာလာပြီးတော့လုပ်လို့ရတယ်ပေါ့နော်အဲ့လိုလေးပါကောင်းပြီးတော့ဆိုရင်ကျွန်တော်ပိတ်သွားလို့ရတယ်ပိတ်လို့ဆိုရင်ကျွန်တော်ဒီပုံကိုကျွန်တော်ပြန်ဖြည့်ခြင်းလဲဆိုရင်ပြန်ဖြည့်လို့ရတယ်ခုနကကို download ဆွဲရတဲ့ပုံကိုဒီထဲမှာပြန်ထည့်ခြင်းလဲပြန်ထည့်လို့ရတယ်ပြန်ထည့်ပြီးတော့ okay ကျွန်တော်တို့သူ prompt ကိုပြန်ပြီးတော့ analyze လုပ်ပေးသွားမယ်ပေါ့နော်အဲ့တော့ analyze လုပ်ပေးတဲ့ prompt ကိုကျွန်တော်တို့ဒီထဲမှာပြန်လာပြီးတော့ထည့်ယူလို့ရတယ်ပေါ့နော် okay ကျွန်တော်ပြန်ယူမယ်ပြန်ယူပြီးတော့ copy ယူမယ် control C ပြီးတော့ဒီမှာ control V okay နောက်ပြီးတော့ကိုကတကယ်လို့ဟိုအခြား ratio နဲ့တွားခြင်းဆိုရင်လည်းကိုကယူလို့ရတယ် okay ကျွန်တော်ဒီ square နဲ့ယူလိုက်မယ်နောက်ပြီးတော့နောက်တစ်ပုံစံကျွန်တော် landscape နဲ့တွားမယ် okay ဒီမှာဆိုရင်ဒါခုနကျွန်တော်ယူရတဲ့ဒါ square နဲ့နောက်ပြီးတော့ဒီမှာ landscape ကျွန်တော်လာမယ်ပေါ့နော် okay landscape ဒါသူ့ပုံစံတိုင်းပဲပေါ့နော်အဲ့လိုလေးပါဒါဒီ Google Wings နဲ့ကျွန်တော်တို့ဓာတ်ပုံဘယ်လို edit လုပ်လို့ရတယ်ဆိုတာကျွန်တော်အများကြီးထောက်ကူပြုတာမလို့ကျွန်တော်ထင်တယ်ဘယ်လိုလုပ်ရလဲဆိုတာသိတော့မလို့ကျွန်တော်ထင်တယ်အဲ့တော့လုပ်ကြည့်ပါကျွန်တော်Google AI Kitchen မှာတွားပြီးတော့ရက်ရှာပါပြီးရင်ဒီ Google Wings တွေကိုတွားပါအဲ့ကျွန်တော်လုပ်ပြသွားတဲ့အတိုင်းကိုလုပ်ကြည့်ပါအများကြီးအဆင်ပြေသွားမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဲ့တော့ကျေးဇူးပေးတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်